Hello ကဖေးမဲ့မူရနေပြန်လဲကြိုဆိုပါရစေဒီတစ်ပတ်မှာတော့အရန်တောက်လို့ကောင်းတဲ့ blueberry ice latte လေးကိုလုပ်ပြပေးမယ်ဟုတ်ပြီပထမဦးဆုံးအနေနဲ့ blueberry shred လုပ်မယ်ဆိုရင်ကျွန်တော်တို့ blueberry 150g ရေ150g ပြီးတော့ brown sugar 150g ကိုအချိုးကျထည့်ပြီးတော့ကျွန်တော်တို့ပွက်ဆူလာအောင်ကြိုလိုက်ကြိုပြီးတော့ပွက်ဆူလာပြီဆိုရင်ခရင်းနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့တစ်သားနဲ့ပဲဖြစ်ဖြစ်အတွင်းထဲက blueberry တွေကိုကြည့်အောင်လို့ခြေပေးလိုက်ပေါ့လေပြီးသွားပြီဆိုရင်ကျွန်တော်တို့တက်မြသည့်အခွန်2စိတ်လောက်ကိုထည့်ပြီးတော့တက်မြရေကိုလည်းကျွန်တော်တို့ထမင်းစားစွန်းတစွန်းစာတောင်မဟုတ်တစ်ချမ်းကိုညှစ်ပြီးတော့ထည့်လိုက်ပေါ့လေထည့်ပြီးတော့နောက်ထပ်10မိနစ်15မိနစ်လောက်ကိုမီအီးလေးနဲ့ကြိုလိုက်ပြီးတော့3စားတစ်စားလောက်ကြာသွားပြီဆိုရင်ပြန်ချပြီးတော့သူ့ကိုဒီပြန်စစ်ထုတ်လိုက်ပေါ့လေအဲ့ဒါရပြီဆိုရင်တော့ blueberry syrup လေးရပြီပေါ့လေဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ blueberry ice latte လေးကိုဘယ်လိုလုပ်တုံးဆိုတာလေးကိုတစ်ချက်ကြည့်ကြည့်အောင်ဟုတ်ပြီကျွန်တော်ရေခဲကတော့ကျွန်တော်9ခဲ10ခဲလောက်ထည့်ထားလိုက်ပေါ့လေဒါကတော့ကျွန်တော်သူ့ရဲ့ပါဝင်ပစ္စည်းရေခဲပါမယ်ပြီးတော့ကျွန်တော် espresso table လေးချထားတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့ blueberry syrup လေးပေါ့လေအဲ့ဒါပါမယ်နွားနို့ပါမယ်ပေါ့လေအဲ့ဒါကိုကျွန်တော်တို့ espresso table လေးအပေါ်နဲ့လောင်းထည့်လိုက်မယ်ဘယ်ဒီနေရာမှာကျွန်တော်သူ့ကို blueberry လို့သုံးထားပါတယ်အဲ့ဒါလေးကမှားနေပါတယ်အမှန်တကယ်တော့သူက blackberry ပါအဲ့ဒါကိုမှကျွန်တော်တို့ blueberry shred ပေါ့လေအဲ့ဒါကို20g လောက်ထည့်လိုက်မယ်20ကနေ30ပေါ့လေကျွန်တော်ထည့်လိုက်တာအခုလောလောဆယ်29လောက်ဖြစ်သွားပြဿနာမရှိဘူးအဲ့ဒါကိုမှကျွန်တော်တို့နွားနို့ပေါ်ကနေထပ်ဖြည့်လိုက်နွားနို့ကတော့လိုတလို့ဖြည့်လို့ရတယ်ပေါ့လေ100ကနေ120လောက်ဆိုရင်တော့အကောင်းဆုံးပဲဒီလိုလေး garnish လုပ်လိုက်ပါမယ်ဒါဒီမှာပါရပါပြီဒါကတော့ blueberry ice latte လေးပါဟုတ်ပြီကျွန်တော်တို့နည်းနည်းလေးမျှသွားအောင်မှွေပြီးတော့ညှစ်ကြည့်လို့ရပါပြီဥစားအတွင်းနဲ့ကြောက်တော်တော်လေးမိုက်ပါတယ် berry တိကြိုက်တဲ့လူတွေဆိုအရင်သဘောကျမှာဘာဖြစ်လို့ဆိုတော့တောက်လိုက်တဲ့အချိန်မှာဆိုလဲဒီ espresso ရဲ့ intense ဖြစ်အရသာမကြံတော့ဘဲနဲ့ smooth ဖြစ်နဲ့ဒီ berry note လေးရနေတယ်အရင်လည်းမချင်သွားဘူးအရင်လည်းမခါသွားဘူး balance ဖြစ်နေတယ်ပြီးတော့ coffee မကြိုက်တဲ့သူတွေတောင်မှကြိုက်မဲ့ drink မျိုးဖြစ်ပြီးတော့ berry သူကြိုက်တဲ့လူတွေဆိုရင်လည်းဒီ drink လေးကို try ကြည့်ဖို့ကျွန်တော်တို့တိုက်တွန်းပါတယ်ဟုတ်ပါပြီတောက်ဖက်သူတွေရှိရင်လည်း comment မှာကိုယ့်ရဲ့အမြင်လေးတွေကိုဝင်ရောက်ပြီးတော့ညှဝေသွားပေးကြပါဦးကျွန်တော်တို့တော်တော်လေးကြိုက်ပါတယ်ဟုတ်ပါပြီနောက်ဘက်မှာတွေ့ပါမယ်အားလုံးပဲ peace ပါ